တော်ထဲမှာနွားတွေနဲ့တစ်တုံးကြီးတွေဆွဲပြီးအလုတ်လုတ်ခဲ့ရတဲ့နေ့တွေကိုအခုချိန်မှာအရန်လွမ်းမိတယ်ဗျာမူလင်းတာနဲ့တော်ထဲဝင်နေဝင်မှပြင်ထွက်လာတဲ့ဘဝပင်ပန်းပင်မဲ့စိတ်အေးချမ်းမှုကတော့အပြည့်ရှိခဲ့တယ်နွားတွေမောပန်းနေပေမဲ့မရက်ပဲဆွဲနေတဲ့အချိန်တွေကိုလည်းသူတို့နဲ့အတူရုန်းကန်ခဲ့ရတဲ့နေ့တွေအဲ့ဒါတွေဟာဘဝရဲ့တန်ဖိုးအရှိဆုံးအချိန်တွေပါပဲအခုတော့နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ဘဝလာစာကောင်းတဲ့နေထိုင်မှုလည်းအဆင်ပြေတယ်ဒါပေမဲ့စိတ်ထဲကအေးချမ်းမှုကတော့မရှိတော့ဘူးညအိတ်ချိန်တိုင်းမလုံးပိတ်လိုက်ရင်တောတွေကလမ်းချမ်းတွေနွားတွေရဲ့အတန်းတွေတင်းနှံ့တွေကြမ်းလဲမြင်အောင်လာတတ်တယ်ဘဝကိုတိုးတက်ဖို့ဝေးဝေးလာခဲ့ပြီမဲ့စိတ်ထဲမှာတော့တောတွေကဘဝကိုမမေ့နိုင်သေးဘူးလွမ်းနေဗျာအယမ်းလွမ်းနေဗျာ